စိတ်ဆန္ဒမြင်မာလာပြီဆိုရင်အလုံးကိုလုံနိုင်တဲ့အနေအထားရှိတယ်လူကျင်တဲ့တန်းကျင်တဲ့ဆိုတဲ့စိတ်ဓာတ်ဖြစ်ပေါ်လာခြင်းဟာအဓိကကြတယ်နော်ဒါကြောင့်မို့ဆန္ဒဆိုတဲ့တဘာဝတရားကိုဒီတဘာဝတရားဥဆောင်လာပြီဆိုလို့ရှိရင်တွေ့တာထားတဲ့ပစ္စည်းကိုပဲဖြစ်စေဆွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်အရာကသိကိုဆွန့်လွတ်နိုင်တဲ့အနေအထားမျိုးရှိတယ်ဒါကြောင့်မို့ဆန္ဒကို24ပစ္စည်းထဲမှာဆန္ဒအဓိပတိပစ္စည်းအောင်မှာဟောထားတာပဲဖြစ်တယ်ပေါ့နော်ဆန္ဒရှိလာပြီဆိုလို့ရှိရင်တွေ့တာတဲ့လောဘကိုလည်းဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတိရှိတယ်အခုဆန္ဒကပို့ပြီးတော့စွမ်းထက်တယ်လို့ပြောမှာဖြစ်တယ်စိတ်ဆန္ဒဟာကြီးမားတယ်အရာခသိကိုအောင်မြင်စေနိုင်တယ်တရားကျင့်တဲ့အခါမှာလည်းပဲထက်မြက်တဲ့ဆန္ဒထက်တဲ့ဆန္ဒဟာအမှန်တမ်းအရေးပါတယ်လို့ဆိုတယ်80ဘက်4ပါးထဲမှာစန္ဒိဋ္ဌိပတ်ဆိုပြီးတော့ဆန္ဒဟာအောင်မြင်ကြောင်းတရားတစ်ခုအဖြစ်ဖော်ပြထားတာဖြစ်တယ်ဘုရားလောင်းဟာဆန္ဒရှိလို့ဘုရားဖြစ်လာတာပဲဖြစ်တယ်သို့သောဆန္ဒရှိုံနဲ့ဖြစ်သလားလို့မေးမယ်ဆိုရင်တော့ဆန္ဒရှိုံတသက်နဲ့တော့မဖြစ်ဘူးလောကလူတွေဟာစိတ်ဆန္ဒပြင်းပြလာပြီဆိုရင်ကျုပ်ကအထုံးမှုကတော့ကပါလာတာပဲဖြစ်တယ်ဆန္ဒနောက်မှာလှုပ်ဆောင်မှုဆိုတဲ့ဝိရိယရှိလာအဲ့ဒီလှုပ်ဆောင်မှုဝိရိယရှိလာတဲ့အခါအခက်ခဲဆိုတာရှိစမြဲမှုအဲ့ဒီအခက်ခဲတွေကိုကျော်လွှားနိုင်လောက်အောင်ကြံ့ခိုင်တဲ့စိတ်ဓာတ်ဆိုတာလည်းရှိရကြံ့ခိုင်တဲ့စိတ်ဓာတ်ရှိုံနဲ့မကဘူးအောင်မြင်မှုမှာဆင်ញင်သုံးသပ်မှုဆိုတဲ့အသိဉာဏ်ဟာအလွန်ရေးပါတယ်ဒါကြောင့်မို့ဆန္ဒဝိရိယစိတ်ဓာတ်ဝိမန္တလို့ခေါ်တယ်မိမိတို့ယင်တဲ့နှလုံးထဲမှာရှိတဲ့ဒီသဘာဝတရားတွေဟာဆန္ဒဥဆောင်လိုက်ပြီဆိုလို့ရှိရင်နောက်ကဝိရိယစိတ်ဓာတ်ပညာတို့ပါဝင်ပြီးတော့လှုပ်ဆောင်လိုက်တဲ့အခါမှာတမန်အခြေအနေတစ်ခုကကြီးကျယ်မြင့်မြတ်တဲ့အခြေအနေတစ်ခုရောက်ရှိသွားကြ။ဘုရားလောင်းနေဟာစိတ်ဆန္ဒပြင်းပြမှုကိုအကြောင်းပြုပြီးတော့ကြီးမြတ်တဲ့အနေအထားတစ်ခုကိုရောက်သွားကြတာဒါဖြစ်တယ်ပေါ့။ဘုန်းကြီးတို့တွေလည်းဆန္ဒရှိကြမယ်ဆိုလို့ရှိရင်ဆန္ဒနောက်ကဝိရိယစိတ်ဓာတ်ဝိမန္တလို့ဆိုတဲ့ဆွမ်းဆောင်မှုကြီးမားတဲ့တရားတွေစက်တိုက်ပါလာမယ်ဆိုရင်အရာရာအောင်မြင်ပြီးတော့ကြီးကျယ်မြင့်မြတ်တဲ့အနေအထားတစ်ခုကိုရောက်ရှိသွားမှာသာလည်းဖြစ်တယ်ဆန္ဒ